စိတ်ညစ်နေလို့ရှိရင်ဘာကြောင့်စိတ်ညစ်တာလဲဆိုတဲ့အကြောင်းကိုရှာဖို့လိုတယ်ကိုဘာကြောင့်စိတ်ညစ်တယ်လဲဆိုတော့အတိတ်ကအကြောင်းတွေပြန်စဉ်းစားပြီးတော့လည်းမလိုအပ်ဘဲနဲ့အတိတ်ကကြုံခဲ့ရတဲ့အတိုင်းတစ်ခါပြန်ခံစားပြီးတော့ပူလောင်သွားတာအဲ့ဒါတွေကိုတွေးပြီးတော့ဝမ်းနည်းမှုတွေပူလောင်မှုတွေဒါတွေနဲ့စိတ်ကမအေးချမ်းပဲနဲ့ညစ်သွားတတ်တယ်ပြစ္ဆုတ်ပန်အချိန်မှာလည်းပဲကိုလုံနိုင်တဲ့အလုပ်ကိုအာရုံမစိုက်ဘဲနဲ့မလုံနိုင်တဲ့ကိစ္စတွေကိုကောင်းတဲ့ထည့်ထားပြီးတော့အတွေးနှိပ်စက်ခံရတဲ့သူတွေစိတ်ညစ်ကြဟုတ်လက်ရှိဘာအလုံနိုင်ဆုံးလဲဆိုတဲ့အလုပ်ကိုအာရုံစိုက်နိုင်တဲ့သူတွေတွေးချိန်မရဘူးပြစ္ဆုတ်ပန်မှာဘယ်ဟာအရေးအကြီးဆုံးဖြစ်ပြီးတော့ဘယ်ဟာကိုအလုံနိုင်ဆုံးလဲလို့မြင်တဲ့သူတွေတွေးပြီးတော့စိတ်ညစ်နေစရာအကြောင်းမရှိဘူးအချိန်ကိုမရတာလှုပ်လို့ရတဲ့အလုပ်တွေတစ်ခုပြီးတစ်ခုလှုပ်သွားဘာမှလုပ်စရာမရှိရင်တစ်ပစီလဲနေဘာမှလုပ်စရာမရှိရင်ဂုံတော်ပွားနေမှာဘယ်တော့မှသူစိတ်ညစ်မခံသူစိတ်ကိုလှုပ်လို့ရတာတစ်ခုခုနဲ့မအားအောင်ထားတယ်စိတ်ကိုမအားမလတ်ဖြစ်နေအောင်ထားတယ်လက်တလောအလုပ်ပေါ်မှာအာယုံစိုက်ပြီးတော့မအားမလတ်ဖြစ်အောင်ထားရင်ထားမဟုတ်ရင်ကုသိုလ်အာယုံတစ်ခုခုယူပြီးတော့မအားမလတ်ဖြစ်အောင်ထားတာအတွေးနှိပ်စက်မခံဘူးအဲ့ဒါဆိုစိတ်မညစ်တော့တော့အနာဂတ်အကြောင်းကြာပြန်တော့ရောက်မှရောက်မလာသေးတဲ့ကိစ္စနဲ့တွေးပြီးတော့ပူလောင်တော့စိုးရင်တယ်ကြောက်ကြတယ်မလုံးကြုံသလိုတွေခံစားရတယ်အဲ့ဒါအပေါ်ပဲရောက်လာတော့မှရောက်လာသလိုပဲရင်ဆိုင်မှာလူတိုင်းမှာပြဿနာရှိတယ်လူတိုင်းမှာစိုးရင်စရာတွေဆိုတာရှိတယ်မရောက်သေးတာကိုကြိုပြီးစိုးရင်ပြီးဘာမှလည်းမလုပ်နိုင်ပဲနဲ့တောကမွေးထားတဲ့သူလိုဖြစ်သွားရင်အချင်းဒီပဲကိုနှိပ်စက်တဲ့သူပဲဒါကြောင့်မရောက်လာသေးတာဆိုမစင်စားရဘူးတဲ့မရောက်လာသေးတဲ့ကိစ္စအတွက်ကိုလည်းဘယ်လိုရင်ဆိုင်ရမှန်းမသိဘူးတချို့ကြိုတင်စီမံကိန်းချထားရင်တော့မှကြုံလာတဲ့ပုံစံကတစ်မျိုးစီစဉ်ထားတာကတစ်မျိုးတလွဲတွေဖြစ်ကုန်တာတွေ့ရတယ်ကိုစီစဉ်ထားသလိုရင်ဆိုင်လို့မရဘဲနဲ့အရေးပေါ်ရင်ဆိုင်လိုက်ရတဲ့အရာမျိုးတွေရှိတာဆိုတော့မရောက်သေးတာတွေအတွက်ကြိုတွေးနေတဲ့သူတွေဟာစိတ်ညစ်တတ်တဲ့သူတွေဒါကြောင့်ကြိုမတွေးနဲ့စိတ်ညစ်လာပြီဆိုရင်ဂုဏ်တော်များများပွားကောင်းတဲ့အာယုံကိုယူအဲ့ဒီအာယုံနဲ့ပဲချက်ချင်းအေးအောင်လုပ်စိတ်ညစ်တယ်ဆိုတာလဲကြာကြာတည်တာမှမဟုတ်တာမမြဲတော့တရားကိုယ်ခံယူချက်ပေါ်မှာပဲမူတည်တယ်စိတ်ညစ်စရာလို့မြင်ရင်စိတ်ညစ်မယ်စိတ်ညစ်စရာမဟုတ်ဘူးတဘာဝပဲတတော်လုံးနိုင်တဲ့ဥစ္စာကိုပဲအာယုံဆိုင်စားစရာရှိရင်စားလှုပ်စရာရှိရင်လှုပ်ဘာမှလှုပ်စရာမရှိရင်ဂုံတော်ပွားမဟုတ်ရင်ပရိစိတ်မဟုတ်ရင်တရားထိုင်အေးသွားမယ်အပေါ်ရင်းနဲ့အတွေးတွေနယ်ချဲ့ပြီးတော့အလုရှုံမခံနဲ့တတ်ကိုဒုက္ခပေးတဲ့သူပဲဘယ်တော့မှမအေးချမ်းနိုင်ဘူးအေးချမ်းခြင်းရင်ပစ္စုပန်တက်မှနေပစ္စုပန်တက်မှနေတဲ့အချိန်မှာလဲလက်တွေ့အကြဆုံးတွေကိုလှုပ်အလုံးနိုင်ဆုံးအလုပ်ကိုလုပ်ရုပ်တည်အကြဆုံးအလုပ်တွေကိုလုပ်မနိုင်ဝင်တွေကိုမထမ်းနဲ့စိတ်မညစ်တော့ဘာမှလုပ်စရာမရှိရင်စားစရာရှိရင်စားဒါမှမဟုတ်ရင်ပြောစရာရှိရင်ပြောဒါမှမဟုတ်ရင်လုပ်စရာရှိတဲ့အလုပ်ကိုအာရုံစိုက်ပြီးတော့လုပ်အဲ့ဓာတွေရဲ့အဆုံးစွန်မှာတော့ဂုဏ်တော်ပွားမေတ္တာပို့တရားထိုင်အေးချမ်းသွားလိမ့်မယ်ဒါကြောင့်အားလုံးသောတရားနာပရိသတ်အပေါင်းစိတ်ညစ်ခြင်းတွေမှာကင်းဝေးကြ၍အမြဲအေးချမ်းသောနေနဲ့နေနိုင်ကြပါစေလို့ဆုတောင်းပေးပါတယ်အေးချမ်းကြပါစေကျွန်တော်တို့ရဲ့ channel လေးကိုလည်း subscribe လုပ်ခဲ့ပေးကြပါဦးနော်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်အားလုံးပဲ see you ပါ